ရွှေတော်မယားကြီးကိုမိသားစုလိုက်ရဘူးပါတယ်လို့သမီးလေးအပေါ်တက်လေအပေါ်တက်ပိုးဘက်မှာတက်ထိုင်မမဘေးမှာတက်ထိုင်မမဘေးမှာတက်ထိုင်တနင်္လာနေ့သမီး၄ယောက်ဆိုတော့တနင်္လာတောင်းပါလာပြီးတော့ဆူတောင်းကြပါတယ်လို့နော်ဆိုတော့ဘုရားကြီးကိုပြုနေကြကြည်ညိုကြကောင်းလာပါတယ်နော်တက်တယ်လက်ရှိမှာဘုရားရွှေတင်ငန်းကလူကြီးဆိုဘုရားဘွဲ့အတွက်ဝါရီရက်ထားတာသာမတုံတရပစ္စယောတိသက္ခဝေဒနာဓာတုတံသဗ္ဗယပက္ခသဓမ္မမနောဓာတုယတံသဗ္ဗယပက္ခနိသဓမ္မနာသာမဏံပပစ္စေနပစ္စယောကဲလုံငယ်သောတလားခန့်ကဆုံးမသွားတယ်ကျွန်တော်ရဲ့မိခင်ဒေါသငွေတွေလည်းဆူတောင်းပါတယ်မိဒေါသငွေကောင်းရဘုံဘုံရောက်ပါပြီမိဒေါသငွေကောင်းရဘုံဘုံရောက်ပါပြီမိဒေါသငွေကောင်းရဘုံဘုံရောက်ပါပြီဘုရားစကန်လေးဒီလိုသားသမီးမျိုးနဲ့ကန်ဆွေးမှုမကြပါလို့သာမဏံပပစ္စေနပစ္စယော